တမိုင်းမှာအတုံးကြဆုံးဖြစ်တဲ့အနိုင်ဆုံးအဆင့်စွမ်းအားတစ်ခုကိုကျွန်တော်ရခဲ့တယ်။အဲ့ဒါကတော့ပစ္စည်းတွေကိုမူလအတိုင်းအသစ်ပြန်ဖြစ်စေတဲ့စွမ်းအားပါပဲ။ဒီစွမ်းအားကကျွန်တော်ရဲ့သုံးပေပတ်လည်မှာရှိတဲ့တက်မဲ့ပစ္စည်းတွေကိုသူတို့ရဲ့မူလအခြေအနေပြန်ရောက်သွားအောင်လုပ်ပေးနိုင်တယ်။ဒါပေမဲ့လက်တွေ့မှာတော့စာအုပ်တစ်အုပ်ကိုအသစ်ပြန်ဖြစ်အောင်လုပ်လိုက်ရင်လည်းစာအုပ်ဖြစ်ပဲဆက်ရှိနေပြီးမျက်နှာတုပ်ပဝတစ်ထည်ကိုလုပ်ရင်လည်းပဝအတိုင်းပဲဆက်ရှိနေတာမို့ဘာမှတော့မထူးခြားပါဘူး။ဟုတ်ကောင်တွေပေါ်လာတဲ့ကဘာပြက်ကက်ကြီးစတင်ပြီး3လလောက်ကြာမှာတော့ကျွန်တော်ကောင်မလေးကကျွန်တော်တို့စီမှာနောက်ဆုံးကြံနေတဲ့ဘီစကိုမုံတဝက်ကိုယူပြီးအနောက်ကိုတောင်လှည့်မကြည့်ပဲတခြားလူတစ်ယောက်ရဲ့ကားပေါ်တက်သွားခဲ့တယ်။သူမထွက်သွားခင်လမ်းဘေးခွေးတစ်ကောင်ကိုပြစ်ကျွေးသလိုမျိုးအလွတ်ဖြစ်နေတဲ့ခောက်ဆွဲကူးခွန်ကိုကျွန်တော်ခြေရင်းစီပြစ်ပေးခဲ့ပြီးငါ့ကိုအပြစ်မတင်တဲ့လင်းဖန်နှင့်စွမ်းအားကတိတ်ကိုအတုံးမကျတာနေ့နားမှာဆက်နေရင်ငါငက်တည်လိမ့်မယ်လို့ပြောသွားခဲ့တယ်စိတ်ပြက်လက်ပြက်နဲ့အဲ့ဒီဘူးခွန်လို့ကိုစိုက်ကြည့်နေရင်အယူမှုအတွေ့တစ်ခုကျွန်တော်ခေါင်းနဲ့ရုတ်တရက်ဝင်လာခဲ့တယ်ကျွန်တော်အဲ့ဒီအစ်စ်ပြန်ဖြစ်စေတဲ့စွမ်းအားကိုတုံးလိုက်တယ်ရုတ်တရက်ဆိုသလိုလက်ဆက်တဲ့အမဲသားဟင်းအနံ့တွေလေထဲမှာပြန့်နှံ့သွားပြီးစုပ်ပြဲနေတဲ့ဘူးခွန်ဖုံးအောက်မှာတက်ရက်ခောက်ထားတဲ့ခောက်ဆွဲချောက်တွေနဲ့ဟင်းခတ်မုံသုံးထုပ်ကနေရာတကျပြန်ရောက်နေတယ်ကျွန်တော်အရန်အံ့ဩသွားတယ်ကျွန်တော်စွမ်းအားကအတုံးမကျတာမဟုတ်ခဲ့ဘူးပဲအားလုံးကနားလည်မှုလွဲနေခဲ့ကြတာကိုမူလအခြေအနေကိုပြန်ရောက်သွားတယ်ဆိုတာကလွန်ခဲ့တဲ့တစ်စက္ကန့်ကအခြေအနေကိုပြန်ရောက်တာမဟုတ်ပဲစက်ယုံကနေအတစ်ဆက်ထွက်လာတဲ့အခြေအနေကိုပြန်ရောက်သွားတာကိုဆိုလိုတာဖြစ်တယ်အတစ်ဆက်ဖြစ်သွားတဲ့ခောက်ဆွဲဘူးကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာနှလုံးခုန်တန်တွေအရန်ညံလာတယ်ကြောက်လို့မဟုတ်ပဲအရန်စိတ်လှုပ်ရှားသွားလို့ပါအကုန်လုံးပြန်ကျဲနေတဲ့ဒီစတိုးဆိုင်လေးကိုကျွန်တော်လှည့်ပတ်ကြည့်လိုက်တယ်စင်တွေပေါ်မှာစုပ်ပြဲနေတဲ့မုတ်အိတ်ခွန်တွေတောက်ပြီးသားအချိုရည်ဘူးခွန်တွေနဲ့တခြားလူတွေအတွက်တော့အမိုက်လို့ခေါ်ရမယ့်ပစ္စည်းတွေအများကြီးပဲလေဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်အတွက်ဒါတွေဟာအဆုံးမရှိတဲ့ယတနာတိုက်ကြီးဖြစ်နေပါပြီခောက်ဆွဲအတွက်ရင်းနှီးတည်ဖို့ကျွန်တော်မလောသေးပါဘူးမလို့အပ်ပဲလူအာယုံဆိုင်မခံရအောင်ဒုတိယထပ်ကကိုလောင်ထဲကိုတတိထားပြီးတက်သွားကတကားကိုလေးလံတဲ့စင်တွေနဲ့ပိတ်ဆို့လိုက်တယ်လုံခြုံပြီဆိုတာတေချာမှပဲစမ်းသပ်မှုကိုစလုပ်လိုက်တယ်အလွတ်ဖြစ်နေတဲ့ခောက်ဆွဲဘူးခွန်ကိုကြမ်းပြင်ပေါ်ချပြီးစိတ်ထဲကနေအစ်စ်ပြန်ဖြစ်လို့တွေးလိုက်တယ်ကျွန်တော်ရှိကဘူးခွန်လေးကမျက်စိနဲ့တောင်မမြင်နိုင်တော့အောင်တုံခါသွားပြီးချက်ချင်းပဲအစ်စ်ဆက်ခောက်ဆွဲဘူးတပူပြန်ဖြစ်သွားတယ်ကျွန်တော်အရန်စိတ်လှုပ်ရှားနေတာကိုထိန်းချုပ်ပြီးဒီလုပ်ငန်းစဉ်ကိုပဲထပ်ခါလုပ်နေခဲ့တယ်10မိနစ်လောက်အကြာမှာတော့ကျွန်တော်ရှိမှခောက်ဆွဲဘူး60လောက်ရှိတဲ့တောင်ငယ်လေးတစ်လုံးဖြစ်နေပါပြီကျွန်တော်စွမ်းအားကတစ်ချိန်သုံးပြီးရင်10စက္ကန့်လောက်စောင့်ရတယ်ဆိုလိုတာကကျွန်တော်မှအကန့်အသတ်မရှိတဲ့ခောက်ဆွဲတွေရနိုင်နေပြီဆိုတဲ့သဘောပေါ့အဲ့ဒီနောက်အနားမှာရှိနေတဲ့ရေတန့်ဘူးခွန်တစ်ခုကိုကျွန်တော်ကြည့်လိုက်တယ်အစ်စ်ပြန်ဖြစ်ချက်ချင်းပဲရေတန့်ဘူးအစ်စ်တပူပြန်ဖြစ်သွားတယ်တန်းပြင်ပေါ်ကအခွန်ကြီးပဲကျန်တော့တဲ့စေးတစ်တာဘူးခွန်ကိုကြည့်ပြီးထပ်လုပ်လိုက်ပြန်တယ်အစ်စ်ပြန်ဖြစ်အစ်စ်ဆက်စေးတစ်တာတစ်ခုကျွန်တော်လက်ထဲရောက်လာတယ်ကျွန်တော်အသက်ရှူတန်တွေမြန်လာတယ်အစားအစာရေးစေဝါဒီကဘာပြက်ကမှာအဖိုးတန်ဆုံးအရင်းမြစ်တွေကအခုကျွန်တော်အတွက်တော့ဘယ်တော့မှကုန်ခန်းသွားမှာမဟုတ်တော့ပါဘူးလူယူရန်ငါစွမ်းအားကအတုံးမကျဘူးလို့နင်ပြောခဲ့တယ်မလားစောင့်ကြည့်နေလိုက်တနေ့ကျရင်နင်ငါစီမှာဒူးထောက်ပြီးအစားအစာတွေလာတောင်းရလိမ့်မယ်နောက်ထပ်3ရက်လုံးကိုတောင်ထဲမှာပဲကျွန်တော်ကုန်းနေခဲ့တယ်ကိုတောင်ထဲကခွန်တွေအမိုက်တွေအားလုံးကကျွန်တော်ရဲ့ကုန်ကျန်းတွေဖြစ်လာတယ်အာလူးကြော်တွေဘီစကွတ်တွေချောကလက်တွေစားလို့ရတာမှန်သမျှအကုန်လုံးကိုတစ်တာကြီးတွေနဲ့အပြည့်ဖြစ်အောင်အစ်စ်ပြန်လုပ်ပြလိုက်တယ်အချိုရည်တွေနဲ့ရေတန့်မှုတွေကလည်းထောက်တနေရာမှာအပြည့်ပါပဲအရေးကြီးဆုံးကတော့အလွတ်ဖြစ်နေတဲ့ gas ပိုးတစ်လုံးနဲ့စတိုးဆိုင်ကခောက်သိမ်းလို့ရတဲ့ခီးဆောင်မီးပိုလေးကိုရှာတွေ့ခဲ့တာပါအခုဆိုရင်ကျွန်တော်ပူနွေးအစားအစာတွေကိုစားနိုင်နေပါပြီဟိုတောင်ကျင်းပေါက်တွေအကုန်လုံးကိုပိတ်ပြီးတဲ့နောက်ရေနွေးအိုးတီလိုက်တယ်အင်းခတ်မုံ3ထုပ်ကိုဖောက်ထည့်ပြီးခောက်ဆွဲကိုတတိထားပြီးထည့်လိုက်တယ်အဲ့ဒီလွမ်းဆွစရာကောင်းတဲ့အနံ့လေးနှာခေါင်းထဲဝင်လာချိန်မှာတော့ကျွန်တော်မျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူးကျွန်တော်ငိုချလိုက်တယ်ခောက်ဆွဲကိုအငန်းမရစားပစ်လိုက်တယ်အဘာပြက်ကစတင်ကြတဲ့ကဆိုရင်ဒါဟာကျွန်တော်စားဘူးသမျှထဲမှာအပြည့်စုံနဲ့အလုံးကြုံဆုံးအစားအစာပါပဲဘိုက်ဝသွားတဲ့အခါမှာတော့ကျွန်တော်ခေါင်းထဲမှာလည်းရှင်းလင်းသွားတယ်ဒီနေရာမှာပဲစပုန်းနေတာကအဖြစ်မဟုတ်ဘူးမကြခင်မှာဒီစတိုးဆိုင်ကိုဖုတ်ကောင်တွေဝင်လာနိုင်တယ်လို့တခြားအသက်ရှင်ကြံရစ်သူတွေလည်းရောက်လာနိုင်တယ်ကျွန်တော်ပိုလုံကြုံတဲ့နေရာတစ်ခုကိုရှာဖို့လိုတယ်လို့လက်နက်တွေလည်းလိုအပ်တယ်ဒီလိုအစားအစာနဲ့ရေတွေကြီးပဲရှိနေတာကဒီလိုရက်ဆက်တဲ့ကဘာကြီးမှာကျွန်တော်ကိုတားကောင်တစ်ကောင်ဖြစ်သွားစေနိုင်တယ်ဒါကြောင့်ပစ္စည်းတွေအားလုံးကိုကြီးမားတဲ့ကြောပိုးအိတ်ကြီးနှလုံးနဲ့ထည့်လိုက်တယ်ပြီးတော့တကားကိုနည်းနည်းလေးဟာပြီးအပြင်ဘက်ကိုကြည့်လိုက်တယ်လမ်းမပေါ်မှာဖုတ်ကောင်နဲ့ငယ်လေလွတ်နေကြတယ်ကျွန်တော်အသက်ပြင်းရှူလိုက်ပြီးအစ်စ်ပြန်လုပ်ထားတဲ့တစ်တီလီတာကိုတင်းကြပ်စုပ်ကင်လိုက်တယ်အခုချိန်မှာဒါကအစ်စ်ဆက်ပြန်ဖြစ်နေပါပြီသွားရမယ့်အချိန်ရောက်ပါပြီအပြင်ထွက်ရတာကစိတ်လှုပ်ရှားစရာကောင်းပေမဲ့ထူးခြားတော့ဘာမှမဖြစ်ခဲ့ပါဘူးဖုတ်ကောင်များစုကိုရှောင်ရှားဖို့နောက်ဖေးလမ်းကြားတွေကိုပဲအသုံးပြုခဲ့တယ်လမ်းလွှဲနေတဲ့ဖုတ်ကောင်တွေနဲ့တိုးတဲ့အခါမှာလည်းအစ်စ်ပြန်လုပ်ထားတဲ့အချိုရည်ဘူးအပြည့်နဲ့အားကုန်ဖြစ်ပေါက်လိုက်တယ်ဖုတ်ကောင်ရိုင်သွားတဲ့အချိန်မှာဓာတ်နဲ့အဆုံးတက်လိုက်တယ်ကျွန်တော်ရဲ့ပြစ်မှတ်ကအနောက်ဘက်မှာရှိတဲ့ပင်လယ်ပြအိမ်ယာပါအဲ့ဒါကလုံခြုံရေးအရန်ကောင်းတဲ့နာမည်ကြီးလူကုန်ထံအိမ်ယာဖြစ်ပြီးမြင့်မားတဲ့နေရံတွေလည်းရှိတယ်။အိုးရေးကြီးတာကကျွန်တော်မိဘတွေရဲ့အိမ်ကအဲ့ဒီမှာပါ။အဘာပြက်ကဆက်ချိန်မှာကျွန်တော်ကကျောင်းမှာရောက်နေခဲ့ပြီးမိဘတွေနဲ့အဆက်အသွယ်တက်သွားခဲ့တယ်။သူတို့ကိုရှာတွေ့ဖို့ကအခုချိန်မှာကျွန်တော်ရဲ့တခုလေးသောရည်မှန်းချက်ပါပဲ။ဒါပေမဲ့ပင်လယ်ပြအိမ်ယာကိုတွားရတဲ့ခရီးကထင်ထားတာထက်အများကြီးပိုခက်ခဲတယ်။မြို့ကြီးကလုံးဝကိုတည်ဆုံနေပြီဖြစ်ပြီးလမ်းမတွေပေါ်မှာလည်းစွန့်ပစ်ထားတဲ့ကားတွေကပိတ်ဆို့နေတယ်။လမ်းခရီးမှာအဖြစ်ပြက်ဆိုးတွေအများကြီးကိုမြင်တွေ့ခဲ့ရတယ်။ဒိတ်ခါတွေအတွက်အကြမ်းဖက်လူရက်နေကြတာတွေလည်းတွေ့ရတယ်။အဲ့ဒီအချိန်မှာဒီရက်ဆက်တဲ့ကဘာကြီးရဲ့သဘောတဘာဝကိုကျွန်တော်တကယ်နားလည်သွားတယ်။လူသားတွေရဲ့ယဉ်ကျေးမှုဆိုတာအခုချိန်မှာလုံးဝပြိုကျပျက်စီးသွားပါပြီ။၃ရက်မြောက်နေ့ညနေဆောင်မှာတော့ပင်လယ်ပြအိမ်ယာရဲ့အပြင်ဘက်ကိုကျွန်တော်ရောက်လာတယ်။မြင့်မားတဲ့တန်တကားကြီးတွေကိုတေချာပိတ်ထားပြီးနေရန်တွေပေါ်မှာလည်းအဆောင်တွေရှိနေတယ်။အင်ထားတဲ့အတိုင်းပဲဒီနေရာကအသက်ရှင်ကျန်ရစ်သူတွေရဲ့ခိုးလုံရစခန်းတစ်ခုဖြစ်နေပါပြီ။ကျွန်တော်အနီးနားမှာပုံနေပြီးအတော်ကြာအောင်စောင့်ကြည့်နေခဲ့တယ်။အထဲကိုဝင်ဖို့အတွက်စစ်ဆေးမှုတွေကိုဖျက်ကျော်ရမယ်လေ။ဒါကြောင့်ကျွန်တော်အိတ်ထဲကပစ္စည်းများစုကိုမြေအောက်မေလာပိုက်တစ်ခုထဲမှာဝတ်ထားခဲ့လိုက်ပြီးရေတက်နှစ်ဘူးနဲ့ဘီစကွတ်တစ်ထုပ်လောက်ပဲခြံထားခဲ့တယ်။တာမန်ဒုက္ခသည်တယောက်လိုဟန်ဆောင်ပြီးဂိတ်တကားစီကိုရှောက်သွားခဲ့တယ်။ရက်စန်းအဲ့ဒါဘယ်သူလဲဆိုတဲ့ဆူရှာအတန်တစ်ခုနေရန်ပေါ်ကနေထွက်လာတယ်။
ကျွန်တော်လက်မြောက်လိုက်ပြီးမော်ကြည့်လိုက်တယ်ကျွန်တော်မျက်နှာကလည်းဖုံတွေချေးတွေနဲ့ညစ်ပတ်နေပါပြီကျွန်တော်ကဒီအိမ်ယာမှာနေတဲ့သူပါနာမည်ကလင်းဖန်တိုက်မှတ်18မှာနေပါတယ်လို့ပြောလိုက်တယ်အပေါ်ကလူကခဏလောက်ညင်သွားပြီးစကားပြောဆက်ကနေတဆင့်စစ်ဆေးနေပုံရတယ်ခဏနေတော့ဂိတ်တကားပွင့်လာပြီးတံပိုက်ကင်ထားတဲ့လူတစ်ယောက်ထွက်လာတယ်သူကသတိထားနေတဲ့ပုံစံနဲ့မှတ်ပုံတင်ပြလို့ခက်ပြက်ပြောတယ်ကျွန်တော်လည်းအိတ်ကက်ထဲကအစင်းတင်ထားတဲ့မှတ်ပုံတင်ကိုပေးလိုက်တယ်သူကစစ်ဆေးကြည့်ပြီးကျွန်တော်ကိုအကဲခတ်တယ်မင်းတယောက်ထဲလားအိတ်ခါတွေကဘယ်မှာလဲကျွန်တော်လည်းသူ့စကားကြောင့်ခေါင်းငုံလိုက်ပြီးအတန်ကိုကြောက်နေတဲ့ပုံစံပေါက်အောင်လုပ်လိုက်တယ်လမ်းမှာလူရက်ခံရလို့ပါဒါလေးပဲကြံမာတော့တယ်လို့ပြောလိုက်တယ်အဲ့ဒီလူကမျက်မှောင်ကျုပ်သွားတယ်ကျွန်တော်ရဲ့ပိန်နေတဲ့ပုံစံကိုကြည့်ပြီးတိတ်မယုံချင်ပေမဲ့လုံခြုံရေးတကားကိုတော့ဖွင့်ပေးခဲ့တယ်ဝင်ခဲ့စီကန်းတွေကိုမှတ်ထားအသေးရောက်လာတဲ့သူတိုင်းပါလာတဲ့ရိတ်ခါတဝက်ကိုပြန်လဲခွဲဝေဖို့အတွက်ပေးရမယ်လို့သူကပြောတယ်ကျွန်တော်လည်းစိတ်ထဲကနေတပြင်းချလိုက်ပြီးရေတန့်တပူးနဲ့ဘီစကွတ်တဝက်ကိုနာခံစွာနဲ့ပဲပေးလိုက်တယ်အဲ့ဒီလူကယူလိုက်ပြီးအထင်သေးတဲ့အကြီးနဲ့ကြီးကကျွန်တော်ကိုဝင်ခွင့်ပြုလိုက်တယ်ခြံဝင်းထဲရောက်မှပဲအသက်ရှူချောင်သွားတယ်အခြေအနေကတင်းမာနေပေမဲ့အ ਨੇ ဆုံးတော့စီကန်းတကြရှိတယ်လူတွေကကင်းလဲနေကြပြီးတချို့ကခန်းစစ်တွေကိုအားခိနေကြတယ်အမျိုးသမီးတွေနဲ့ကလေးတွေကတော့လူလူစင်တာမှာစုဝေးနေကြတယ်ဒီနေရာကအပြင်ဘက်ကတွေးထွက်တန်ယူဖြစ်နေတဲ့အခြေအနေတွေနဲ့အဆက်အသွယ်ပြတ်နေတဲ့ကျုံးလေးတကျုံးလိုပါပဲအသက်ကြီးအမျိုးသမီးတစ်ယောက်ကဒီနေရာကိုအကူပေါင်းဆိုတဲ့သူကအုပ်ချုပ်နေတာဖြစ်ကြောင်းပြောပြတယ်အဘပြက်ပြီးနောက်ပိုင်းမှာသူကမြေကြီးစွမ်းအားကိုရခဲ့ပြီးအားလုံးကိုကာကွယ်ပေးဖို့အဆောင်တွေကိုစူးစီးပေးခဲ့တာပါနေထိုင်သူအားလုံးဟာလုံအားပေးတဲ့အပေါ်မူတည်ပြီးနေ့စဉ်ရိတ်ခါခွဲရမ်းရတယ်။အိုရချင်ရင်တော့ကင်းလက်အဖွဲ့ဒါမှမဟုတ်ထောက်ပံ့ရေးအဖွဲ့တွေမှာဝင်လို့ရမယ်တဲ့။ကျွန်တော်ကတော့ကျန်းမာရေးမကောင်းဘူးလို့အကြောင်းပြပြီးလောလောဆယ်ပဲအဖွဲ့ကိုမှမဝင်ခဲ့ပါဘူး။ကျွန်တော်ရဲ့အဓိကဦးစားပေးကမိဘတွေကိုရှာဖို့ပါပဲ။စိုးရိမ်ကြီးနဲ့ပဲအိမ်ရှိကိုပြေးသွားခဲ့တယ်။ဒါပေမဲ့လုံခြုံရေးတကားကအတင်းဖွင့်ခံထားရပြီးအထဲမှာလည်းပစ္စည်းတွေအကုန်ပြန့်ကျဲနေတာကိုတွေးလိုက်ရတော့ကျွန်တော်ရင်ထဲမှာဒိန်းကနေဖြစ်သွားတယ်။အထဲကိုအမြန်ဝင်ပြီးအဖေနဲ့အမေကိုအော်ခေါ်ပေးမဲ့တိတ်ဆိတ်မှုကလွယ်ပြီးဘာမှပြန်မထူပါဘူး။အခန်းစပွဲပေါ်မှာဖုံးတွေအထက်လိုက်တက်နေတာကိုကြည့်ရင်သူတို့တွေမရှိတော့တာရက်တော်ကြပြီဆိုတာသိတာတယ်။ကျမ်းပြင်ပေါ်မှာရုန်းကန်ထားတဲ့လက္ခဏာတွေရှိနေပေမဲ့တွေးကွက်တွေမရှိတာကပဲတော်သေးတယ်လို့ဆိုရမယ်ကျွန်တော်လည်းအားလျှော့ပြီးကျမ်းပြင်ပေါ်ထိုင်ချလိုက်မိတယ်ထိတ်လန့်မှုစိုးရိမ်မှုတွေနဲ့အကြံအိုက်နေချိန်မှာအပြင်ဘက်ကခြေတံတွေကြားလိုက်ရတယ်တယောက်တော့ကြမ်းခဲ့သေးတယ်ပေါ့ကျွန်တော်ခေါင်းမော့ကြည့်လိုက်တော့တကားဝါကိုပိတ်ရက်နေတဲ့လူနှစ်ယောက်ကိုတွေးလိုက်ရတယ်။ခြေစုံကလူကခေါင်းပြောင်ကြီးနဲ့မကောင်းတဲ့ရွေချက်တွေသူ့မျက်လုံးထဲမှာအထင်းသားပေါ်နေတယ်။သူ့ကိုကင်းမီကောက်လို့ခေါ်ကြပြီးအကူပေါင်းရဲ့လက်အောက်ကအရာရှိငယ်တစ်ယောက်ပါ။အသားတုံးကိုမြင်လိုက်ရတဲ့တားရဲတကောင်လိုမျိုးနှက်ခမ်းကိုတက်ပြီးသူကကျွန်တော်ကိုစိုက်ကြည့်နေတယ်။မင်းကဒီအိတ်ရှင်လားအကူပေါင်းစီကိုအမှတ်တွေပေးဖို့ကြွေးတင်နေတာတော်တော်ကြာပြီ။သူတို့ကိုနှင်ထုတ်လိုက်ပြီးအခုဒီနေရာကငါတို့ပိုင်သွားပြီလို့သူကပြောတယ်။ကျွန်တော်မျက်လုံးတွေကျဉ်းမြောင်းသွားတယ်။ခင်ဗျားတို့ကျွန်တော်မိဘတွေကိုဘာလုပ်လိုက်တာလဲ။သူကရဲပြီးငါတို့နှင်ထုတ်လိုက်တာလေဒီလိုအချိန်မှာအတုံးမကျတဲ့သူတွေဘာဖြစ်မဲ့ခင်လဲဒါပေမဲ့မင်းကတော့အလုပ်လုပ်နိုင်သေးတဲ့ပုံမှာပဲငါတို့စီမှာဝင်လို့ရင်ဒီမှာခုကတ်နေခွင့်ပြုဖို့စဉ်းစားပေးမယ်လို့ပြောတယ်ဒီနေရာကလုံခြုံတဲ့နေရာတစ်ခုလို့ကျွန်တော်ရိုးရိုးအထင်ခဲ့မိတာပါတကယ်တော့တောရိုက်ဥပဒေတွေတိုင်းမှာပဲကျွန်တော်စိတ်တူတူနဲ့ကြောဖို့အိတ်ပေးကထဲကတီတီလီတာကိုကင်ဖို့လန်းလန်းလိုက်တယ်အဲ့ဒီအချိန်မှာပဲအေးဆက်ဆက်အမျိုးသမီးအတန်တစ်ခုကတကားဝါကနေထွက်လာတယ်ရက်စမ်းတင်းမီကောက်နဲ့သူ့လူတွေလှုပ်ရှားမှုရပ်တန့်သွားတယ်။သူတို့မျက်နှာပေါ်ကအပြုံးတွေချက်ချင်းပျောက်သွားပြီးရိုသေကြောက်ရွံ့တဲ့ပုံစံပြောင်းသွားကြတယ်။တကားဝါမှာရက်နေတာကတော့အနက်ရောင်တိုက်ခိုက်ရေးဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ပါ။သူ့လက်ထဲမှာတရုတ်ဓာတ်ရှိတစ်လက်ကိုကင်ထားပြီးဓာတ်ပေါ်မှာသွေးကွက်တွေပြကြံနေလုံးပါပဲ။သူ့နာမည်ကရှန်လင်ပါ။ဒီနေရာမှာအင်အားအကောင်းဆုံးတိုက်ခိုက်ရေးအဖွဲ့ဖြစ်တဲ့ဓာတ်တော်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးရှားပါတဲ့တတုဆွမ်းအားကိုယထာသူလိုလဲဂေါလာဟာလာတွေရှိတယ်။ရှန်လင်ကကင်းမီကောက်ကိုလစ်လူရှူပြီးကျွန်တော်ကိုပဲစိုက်ကြည့်ကခက်ပြက်ပြက်မိလိုက်တယ်။ဘာတွေဖြစ်နေတာလဲ။သူတို့ကကျွန်တော်ကိုအနိုင်ကျင့်ဖို့လုပ်နေတာလို့ကျွန်တော်ဖြေလိုက်တယ်။အီမီကောက်ရဲ့မျက်နှာပြတ်သွားပြီးအမြန်ရှင်းပြတယ်။အောင်းဆောင်ရှန်သူ့စကားကိုနားမထောင်ပါနဲ့။သူမိဘတွေကအမတ်တွေပေးဖို့ကြွေးတင်နေလို့ကျွန်တော်တို့ကပစ္စည်းလာသိမ်းတာပါလို့ပြောတယ်။ပစ္စည်းလာသိမ်းတာလူနှစ်ယောက်တောင်လို့လား။တကားကိုကောဘာလို့ပိတ်ထားတာလဲ။ရှန်လင်ရဲ့အတန်ကကျဲမနေပေမဲ့အာနာပါပါတယ်။အခုထွက်သွားတော့ကင်းမီကောက်လည်းသူ့လူတွေကိုခေါ်ပြီးအမြန်ထွက်ပြေးသွားပါတော့တယ်။အနေရကင်းသွားတော့ကျွန်တော်ခန္ဓာကိုယ်လည်းအာရော့သွားတယ်။ရှန်လင်ကကျွန်တော်ကိုတေးချကြည့်ပြီးအဲ့ဒီလူတွေနဲ့ဝေးဝေးနေလို့သတိပေးတယ်။သူကထပ်ပြီးမပတ်သက်ချင်တော့တဲ့ပုံနဲ့လှည့်ထွက်သွားဖို့လုပ်တယ်။ခေါင်းဆောင်ရှန်ကျွန်တော်မိဘတွေကိုဘယ်ခေါ်သွားလဲသိလား။နင်းကျန်းကော်နဲ့ဝန်ရွှေမိပါလို့ကျွန်တော်အမြန်လှမ်းမေးလိုက်တယ်။ရှန်လင်ကခဏစဉ်းစားပြီးပြန်ဖြေတယ်။အကိုပေါင်းကစွမ်းအားမရှိတဲ့သူတွေအသက်ကြီးတဲ့သူတွေနဲ့ဒုက္ခိတတွေအားလုံးကိုမြောက်ဘက်ဂိတ်အပြင်ကစုပ်ပစ်ဆက်ယုံစီပို့လိုက်တယ်။တဘာဝတရားအတိုင်းပဲဖြစ်ပါစေဆိုပြီးတော့ပေါ့ကျွန်တော်ရင်ထဲမှာလေးလံသွားတယ်။အဲ့ဒီလိုစုံပစ်ဆက်ယုံမျိုးမှာအစားအစာလည်းမရှိအကာအကွယ်လည်းမရှိဘူးဆိုတာတေးဖို့စောင့်နေရတာနဲ့ဘာကွာလို့လဲ။ချန်လင်းထွက်သွားပြီးတာနဲ့တကားကိုချက်ချင်းပိတ်လိုက်တယ်။မြောက်ဖက်ကိတ်ဆက်ယုံစီကိုသွားပြီးကျွန်တော်မိဘတွေကိုရှားရမယ်။ဒါပေမဲ့အရင်ဆုံးခွန်အားတွေလိုအပ်တယ်။တိုးဖို့အိတ်ထဲကချောကလက်တစ်ခုကိုယူစားပြီးအားခိလိုက်တယ်။ပြီးတော့ကင်းမီကောက်ချန်ထားခဲ့တဲ့တန်ပိုက်ကိုတွေ့တယ်။တန်ချေးတက်ပြီးကွေးနေတဲ့အဲ့ဒီတန်ပိုက်ကိုကင်ပြီးအစ်စ်ပြန်ဖြစ်အောင်လှုပ်လိုက်တော့ချက်ချင်းပဲအစ်စ်ဆက်ဆက်တန်ပိုက်တစ်ခုပြန်ဖြစ်သွားတယ်။ဒါပေမဲ့ဒီလောက်နဲ့မလုံလောက်သေးပါဘူး။မိဖို့ကြောင့်တဲ့ကိုပြေးသွားပြီးအဖေရဲ့အသက်ရှင်တန်ရေးပစ္စည်းတွေကိုရှားလိုက်တယ်။အထဲမှာစစ်သုံးကော်ပြားအသက်ရှင်တန်ရေးပစိန်နဲ့ဓားမြောင်တို့ပါဝင်ပါတယ်။အတုံးမပြူတာကြပြီးဖြစ်လို့အားလုံးကတုံးနေပါပြီ။ကျွန်တော်ကအဲ့ဒီလက်နက်သုံးမျိုးစလုံးကိုအစ်စ်ပြန်ဖြစ်အောင်လှုပ်လိုက်တယ်။အခုဆိုရင်လက်နက်တွေအားလုံးကအစ်စ်ဆက်ဆက်နဲ့ထက်မြက်နေပါပြီ။ညရောက်လာတဲ့အခါကင်းလက်နေတဲ့လူတွေအပြောင်းလဲလုပ်တဲ့အချိန်ကိုအခွင့်ကောင်းယူပြီးမြောက်ဘက်ဂိတ်ကိုတိတ်တဆိတ်ထွက်လာခဲ့တယ်။ဒီဂိတ်ကပင်မဝင်ပေါက်ထက်စာရင်အများကြီးပိုပြီး၆ကတ်နေပြီးအဆောင်2ယောက်ပဲရှိပါတယ်။အဆောင်တွေမမြင်နိုင်တဲ့နေရာကိုရှာပြီးအစ်စ်ပြန်လုပ်ထားတဲ့ကျိုးကိုသုံးက10ပေလောက်မြင့်တဲ့နေရန်ကိုအလွယ်တကူကြော်တက်ခဲ့တယ်။နေရန်အပြင်ဘက်မှာတော့လွင်ကြီးခေါင်ပြင်ကြီးဖြစ်နေပြီး
အဝေးတနေရာမှာစက်ရုံတရုံကိုလှမ်းမြင်နေရတယ်အတန်တိတ်နေတဲ့တံမဏိသားရဲကြီးတစ်ကောင်လိုပါပဲဒီထဲမှာလည်းပုတ်တိုးနေတဲ့အနံ့တွေရနေပြီးမှောင်မိုက်နေတဲ့အထဲကနေဖုတ်ကောင်တွေရဲ့ဟိန်းဟောက်တန်တွေကိုကြားနေရတယ်တန်ပိုက်ကိုတင်းတင်းဆုပ်ကင်ပြီးစက်ရုံဘက်ကိုခက်နှိမ့်နှိမ့်လျှောက်သွားခဲ့တယ်စက်ရုံနဲ့နီးလာလေဖုတ်ကောင်တွေပိုများလာလေပါပဲပြိုကျနေတဲ့နံရံတစ်ခုရဲ့အနောက်မှာပုန်းနေပြီးအခြေအနေကိုစောင့်ကြည့်လိုက်တော့စက်ရုံဝင်းဝါးမှာဖုတ်ကောင်တစ်ဒါဇင်လောက်စုယုံနေတာကိုတွေ့ရတယ်စက်ရုံထဲကနေပြီးတောင်းပန်ငွေယိုတန်တွေနဲ့အော်ဟစ်တန်တွေထွက်ပေါ်လာတယ်ကျွန်တော်မိဘတွေထဲမှာရှိနေပါတယ်စိတ်ထဲမှာအယမ်းကိုပူလောင်နေပေမဲ့အတင်းဝင်မတိုးဖို့ကိုသတိပေးလိုက်တယ်အဝင်းကျင်ကိုအကဲခက်ကြည့်တော့စက်ရုံဘေးဘက်မှာမြေပြင်ကနေစစ်3ပေလောက်အမြင့်ရှိတဲ့သတင်းပေါက်တချို့ကိုတွေ့လိုက်ရတယ်မြေပြင်ပေါ်ကကြောက်ခဲတစ်လုံးကိုကောက်ယူပြီးအဝေးမှာရှိတဲ့စွန့်ပစ်ထားတဲ့ကားတစ်စီးစီကိုအားကုန်ပစ်ပေါက်လိုက်တယ်ကြောက်ခဲကလေကာမှန်ကိုတွားမှန်ပြီးကျဲလောင်တဲ့အတန်ကြီးထွက်ပေါ်လာတယ်စက်ရုံဝင်းဝါးမှာရှိတဲ့ဖုတ်ကောင်တွေကအဲ့ဒီအတန်ကြားရစီကိုနှိကွေးစွာနဲ့ရှောက်သွားကြပါတယ်အဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးကျွန်တော်စက်ရုံနံရံစီကိုအမြန်ပြေးသွားခဲ့တယ်တိုးကိုအိတ်ထဲကကျိုးကိုထုတ်လိုက်ပြီးကျိုးစိုးတစ်ဖက်ကိုတောင်တက်ချိတ်နဲ့တေချာချီလိုက်တယ်ပြီးတော့အပေါ်ကိုအားပြင်းပြင်းနဲ့လွှဲပစ်လိုက်တယ်ချိတ်ကပြတင်းပေါက်ပေါက်မှာခိုင်ခိုင်မာမာသွားချိတ်မိပါတယ်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးကျိုးကိုဆွဲကအပေါ်ကိုမြင်းမြန်းဆန်ဆန်တွေ့တက်ခဲ့တယ်သတင်းပေါက်ကနေတဆင့်စက်ရုံထဲကိုဝင်ပြီးကျန်းပြင်ပေါ်ကိုလိမ့်ချလိုက်တယ်အထဲမှာတော့တန်ချီတက်နေတဲ့စက်ရန်ရတွေနဲ့အစိပ်ပိုင်းတွေပြန့်ကျဲနေတဲ့ကြီးမားတဲ့စက်ရုံကျန်းပြင်ကြီးကိုတွေ့ရတယ်ပြီးတော့ပျက်စီးနေတဲ့ခေါင်မိုးကနေလာရောင်လေးတွေအားပြော့ပြော့ဖြာကျနေပါတယ်